small business တခုကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့လှုပ်ဝက်ချက်ကအခုမှကိုပိုင်စီးပွားရေးစတင်နေတဲ့လူငယ်တွေဆိုလို့ရှိရင်ပို့ပြီးတော့တင့်တော်တယ်ပို့ပြီးတော့နားထောင်ပေးပါဒါကကိုယ့်ရဲ့အတွင်းထဲရလာတဲ့စိတ်ပဲဖြစ်တယ်ပေါ့နော်ဇင်မရဲ့ history နဲ့ပြောပြရမယ်ဆိုလို့ရှိရင်ဇင်မကအမြဲတမ်းလိုဒါလူငယ်တွေတော်တော်များများလည်းမဟုတ်တယ်ပေါ့နော်အိမ်မက်ထဲမှာလို့ကြောက်ကဘာတွေကိုကြာတာမျိုးတွေပါတယ်ဆိုရင်ဇင်မငငယ်ရတယ်မှတ်တယ်business မှာလည်းဒီလိုပဲတချို့အရာတွေဆိုလို့ရှိရင်ကိုယ့်ရဲ့မိသားစုကိုဒီမိသားစုဝင်တော်၎င်းဆွေမျိုးတော်၎င်းဒီလိုမျိုးကြောက်ကဘာတွေကိုပြုတ်ကြမဲ့အရာကိုကိုကပဲကယ်တင်နိုင်မဲ့ကိုပဲကယ်တင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုအမြဲတမ်းမှတ်တယ်ဇင်မာကဒီလိုမျိုးအိမ်မက်တွေကို business မှာလည်းအသုံးချတယ်ကိုယ့်ရဲ့ business မှာကိုကပဲရုံးမဲ့လူဖြစ်တယ်ငါရုံးမှာဒီစင်းရဲတွေကလွတ်မယ်ကိုအရင်ချမ်းသာနေစရာမလိုဘူးเนาะဇင်မာတို့တွေကအရန်ကိုဒီအကျွေးလွန်တွေကတက်ခဲ့ရတဲ့လူတွေဖြစ်တယ်ဒါကြောင့်ဒီထက်ကကျွတ်လို့ဖို့ကငါရုံးမရမယ်ငါလုံးမရမယ်ဒီဥစ္စာတွေကိုငါအားလုံးသေးကမယ်ဆိုတော့စိတ်ကိုပိုက်ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တာပဲဖြစ်တယ်ဒါကအမြဲတမ်းဇင်မာငယ်ငယ်ကအမြဲတမ်းမှတ်တဲ့အိမ်မက်မျိုးဖြစ်တယ်ပေါ့နော်ကိုကြောက်ကဘာတွေကိုကြာသွားမလို့ဖြစ်ပြီးတော့ကိုအားလုံးကိုပြန်ကယ်နိုင်တာတွေကိုကိုကနမူနာယူပြီးတော့ business မှာအသုံးချခဲ့လို့ပဲဖြစ်တယ်ဒါကြောင့်ကိုရဲ့စိတ်ကကိုတကယ်ဖြစ်ချင်တဲ့အတွင်းထဲကလာပြီဆိုလို့ရှိရင်အရင်နေ့ကအဓိကမဟုတ်ဘူးစူးစမ်းမှုကအဓိကဖြစ်တယ်